ဘာရှင်ခတဲ့မာဂီကတာဝရင်ကတရားငါအားဖြစ်တော်သည်ပန်းတို့ကဗလာမြတ်ကြောင့်ဖြာသည်မောက်ခါတကယ်တင်းတာကဘေးအခင်းပါလေအကြောင်းရုံအဖျားပြား၎င်းအချင်းရာအကုန်အိတ်မနောက်ပါဘုံအရှိဖြစ်ချက်ဆန်းမအလိုမဟာတော့နဲ့မဲတလိခနတ်သွေးစိတ်မြလို့အစွမ်းတကြွားနဲ့ယဟန်တဘာကိုဆန်းကမလို့လေဘေယဟန်ဘေတန်လာပါလေအလိုဘဂဝါဖယားရှင်မှာတဘာငါအမမြင်ပါကလားဟင်းရွယ်ဟင်းနဲ့ငါဟင်းတာတရားမင်းဘဂဝါလူရာဤမဖြစ်ချေဘူးမဖြစ်ချေဘူးမြတ်သောဘဂဝါရဲ့ဆန်းနတ်ဩဇာထေလွန်တရားအရာရအောင်မှန်မို့အခင်းပနဲ့နှင်းရအောင်တိုင်းသမင်းရဲ့ဆင်းရပြီတော်မီသမင်းချက်ဟင်းချက်ပါဗျူရှာကြောင်းတစ်ထောင်စိတ်ကလေးလုံးဝလောက်အောင်အရာသာ6ပါးဝါရနဲ့ခသွင်းအတွေ့ဆွေမျိုးမိအောင်စမှုကြောင့်တစ်ခုလုံးထုံးလုံးလေးလိုနောက်ကသဘောနဲ့ဒီအချက်တွေပြောပါသည်အခက်ခေါခါသာနဲ့ကျုပ်တဲ့အနီးမှာဘယ်နဲ့ဟာအထက်ထက်လာလို့အိုးနေပါသလဲခင်ဗျအိုးနေပါသလဲဒီလိုကွယ်ညီမောင်ကြီးဒီကောင်မှာအချက်ပြအကျော်လောအာဟာရတော့ငါကအလိုတကယ်ပြီးသေးတယ်စပူတွေကြီးပြီပေါ့လေဘာစပူတွေကြီးလဲဗျဩခက်ပါပြီညီမောင်ရေအသိဉာဏ်မကျွယ်တဲ့ကိုဟာဟမ်စပူတွေထူတာကလူရေးတန်းရေးနဲ့အဝိအိမ်များအတွက်ချက်ပြုတ်ကြမှောင်တမြငါ့ကိုငားကြတာကွာဟာဒီလိုဆိုတဲ့နောင်တို့ရေဘုန်းနေပြီးတော့မှဝိတော်ကြီးကျင်းပါနေတာပဲသွားပြီးချက်ရောကုန်ဗျာနောက်တော့သွားရမှာပေါ့ညီမောင်ရေနေပြီးတော့မှလဲအချက်အပြုတ်အကျော်မော်ကြီးပြုံမြုပ်အောင်ကောင်းကောင်းရွေးထားပြီးပြီလေဒါဖြစ်လေနောင်တို့ရေသာရမတိဒီမှာတထေးတကြွယ်တုံနိုင်ွယ်မရှိပါဘူးတန်ဃာများစွာစိတ်ဓာတ်စွမ်းသက်လူတဲ့တထေးတကြွယ်တွေတောင်ပြင်မြောက်ပြင်ထေရှားစွာရှိနေပြီပဲနောင်တို့ရေအဲ့ဒါတွေလည်းသူ့နေရာနဲ့သူတောင်းစိတ်နေပါပြီကွာဒါကြောင့်လေလမ်းတကာလဲ့လေအော်ရင်ဒီနေရာကိုရောက်လာရတာပါကျွန်တော်မှာတော့စေတာမငေါနိုင်ပါဘူးခင်ဗျာမငေါနိုင်ပါဘူးခင်ဗျာဟိုဒါနဲ့နေတော့မှာညီမောင်တို့ကတကုတ်ကုတ်နဲ့ဘာတွေအလုံးရှုပ်နေကြတာလဲတန်ဃာတော်ဘောဆိုတော့ကိုသိရရထားတယ်ဗျအိုးဒါကြောင့်ဆွမ်းဆန်တော်ရွေးလို့ချက်ရည်ပြုံကြီးလုပ်နေရတာပါနောင်တို့ရဟာဒီလိုဆိုရင်တော့ဟန်ကြပြီဟဲ့ညီမောင်ရဲ့ကျုပ်အချက်ပြုံလောက်ချင်သားပါပြီတော့အတပြားလေးအခက်သားခါမှုအတာပဲထွက်သွားတာနောင်တော်ရဲ့အတာပဲထွက်သွားတာခင်ဗျဩစကားပြီးအညာမသိရှာငါဝေးပါပြီကွာကုသိုလ်ရေးမို့အတပြားလည်းမယူပါဘူးဒါနမြောက်အောင်စောင့်ရှောက်ကူညီပြီးအခက်မဲ့ချက်ပြုတ်ပြီးမှာပါဟာဝမ်းသာလိုက်ပါဗျာဒီလိုဆိုလဲကူညီကောင်းပါခင်ဗျရွှေလန်းသွားနဲ့ကြိုးစိုးပါတယ်နောင်တို့ရဲ့ကြိုးစိုးပါတယ်ဗျအကူကြီးဥဆောင်လို့ချက်ပါမယ်ဗျဆွမ်းကွမ်းကိုမချွတ်စေရပါဘူးဘယ်သူနဲ့မှမတူအောင်ကိုချက်ပါငါညီမောင်ဟာတို့ဘာလုပ်နေတာလဲညာခင်ဗျသွားကြည့်တော့လေမိမိမဲကြရယဟန်တစ်ပါးကိုသာပြည့်ဆောင်ခဲ့ပါတော့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျဟယ်လိုပြောလိုက်တာဟာလူတရားဆိုမရှိဒါနဆိုလက်ထိတတိရင်းတယ်လို့သိရရင်ကလက်ခဲ့ကြီးအခုတော့ဒါနအစွမ်းတန်ကစမ်းလို့ယဟန်ရဲ့သွတ်တယ်ရတော့ပြောလိုက်တာဟဲ့ပြောလိုက်တာဟာရွှေတောင်းတော်ဓမ္မမို့မဟာတော့သွားရပါပြီရွှေတောင်းတော်ဓမ္မမို့မဟာတော့သွားရပါဗျာသမနာသမုဒ္ဓမတာရောအာသာခွာပြီဒါရမြနဲ့ကလူပါမယ်
သာဓုခေါ်လို့မနေမနေမနေပါဠိတလည်းခါလေဒီမှာလေစွန့်ကပ်ဖို့အရင်ကပြင်ထားတယ်ဒီမှာလေတန်ငါပန်း900လာရောက်ပြည့်စုံပါခင်ဗျာဟုတ်ပါဟုတ်ပါတောင်းရင်တကယ်နဲ့အိမ်မှာတန်ငါပန်း250လာရောက်ပြည့်စုံရပါခင်ဗျာဟုတ်ပါလေဟုတ်ပါလေဒီကဒီဝဆရာကြီးအိမ်မှာတန်ငါပန်း300လာရောက်ပြည့်စုံရပါခင်ဗျာနောက်ဆုံးအနေနဲ့မြောက်ပြည်ပြည်မင်းအိမ်မှာတန်ငါပန်း90လာရောက်ပြည့်စုံရမှာခင်ဗျာကြိုက်စေးကများအားလုံးစိုးလို့တန်ငါစေးအပြစ်မရှိအားလုံးကုန်ပါပြီခင်ဗျာအော်လေမောလိုက်တာဗျာအရင်နဲ့တွေ့လို့တော်သေးတာမို့ကဲနိဗ္ဗာန်ဆိုရင်ကျုပ်ရောက်ပြီဗျကျုပ်ရောက်ပြီဟာမောင်ဟာတော့ဟောဗျာတန်ဃာတော်ဘာသိတင်ထားလို့တန်ဃာတော်ဘာလာပြင်တာလေဗျငါသိမတင်ပြီလို့တန်ဃာတော်ဘာမှမရှိတော့ဘူးမောင်မတို့ဗျခင်ဗျာမကြည့်နေပါနဲ့ဗျာနိဗ္ဗာန်ဆိုကြီးပြောနေတာလေမရှိလို့မလူလို့မရှိရှိကမွေးတယ်အခုလဲမွေးနေပြီကံကိုအပြစ်ပြုရမယ်ဆိုဗျခင်ဗျာနိုးဆောင်ပြုလို့ကျွန်တော်တက်နိုင်လို့တဲ့တန်ဃာတော်ဘာဟူတာစေးတယ်တင်ထားရပါဗျာစေးတယ်တင်ထားရပါဗျာမင်းပြောလေခါတော့ပါပဲကွာအလုတ်ကညတော့မင်းတို့စေးမတင်ပြီဘူးကွာအခုတော့တန်ဃာတစ်ပါးမှမကြတော့မမတို့ရအမလေးရက်ဆက်လိုက်တဲ့နိဗ္ဗာန်တော်ကြီးလူလိန်ကြီးနိဗ္ဗာန်ကိုဝိအောင်ခင်ဗျာပြည့်ကျုပ်လို့ဆဲတာရဲ့သဘာဝတန်ဃာစေးတယ်ဆိုအမှုကိုဥပိ္ပခပြုလေဥပိ္ပခပြုလေပြောတော့ဟဲ့ကြားရမြအခေနာဝအမိတိုင်ဦးဆုံးတယ်လို့ပါကြားရမြအခေနာဝတွင်တိုင်ဦးဆင်းတယ်လို့ပါကခေသူအရင်စွမ်းရှာသမျှပြုတ်တော့အလဲငါတို့ကိုမလေးစွမ်းတာဝေးပါဘောလားကျုပ်ရဲ့ရင်ဝါကိုချွန်များတဲ့လမ်းနဲ့ထိုးသွားတယ်လို့အခါရခက်လို့ပြောတော့ဟဲ့ကျုပ်ရဲ့တရားတရားကိုဆက်စည်းပြတာလေဗျာယမန်နဲ့အခါခမည်းတိုးစုံမှုပြုတ်ခဲ့လို့ကျုံမရတဲ့အလူအိမ်ကအမှုအကျိုးခါးစားလို့လို့စောတနစားအတွက်ဘိုးရတော့လေအပြေးညင်လေးလည်းမကြမ်းချက်ပြုတ်ရရှောင်ပြီးရပါတယ်အိမ်မှာဆုံးကပ်ဖို့အရန်ဖြစ်ပြီးခမည်းကျွန်တော်အတွက်တန်ဃာတော်ဘာသာပြီးပါတော့ဗျာ
တောင်းတော့တန်ကကုံသွားပါပြီကွာငါကိုသာကြည့်တင်မာတော့ဟာကြည့်တင်မာတော့ဟာဒီမရဲ့ခံပါပါဗျာတော့မဟာတို့ခီရီရအတွက်မင်္ဂတန်လျာလုံးစွာလို့မအမန္တရာညိုခေါင်းတော်ထားလို့ရဲ့ဝဲလေအစွမ်းပြူခွန်အားကြောက်ခဲမှာဘုရားရဲ့ခွန်အားသာပါကွယ်သာပါဟဲ့မောင်မားတို့ဟုတ်ကဲ့ခင်ဗျာကျွန်တော်မောင်မာတို့ခင်ဗျာမောင်မာတို့ပါခင်ဗျာဘာဖြစ်လို့ငိုတာလဲဟုတ်နေပါဆိုကြီးလေယမန်နေအခါကျွန်တော်ကိုလူရမယ်စွန့်တယ်ရမယ်လို့နှိုးဆိုခဲ့ပါလေဗျာဒါကြောင့်ယဟန်တော်အတွက်သရင်တင်ခဲ့ပါတယ်ကျွတ်တို့မောင်နာဟာမိမနှောင်းညာမအားစွမ်းစံတော်ရရှာပွေးလို့စွန့်အရာပြဖြစ်ပါမှအခုတော့တန်ဃာတော်မရနိုင်တော့ဘူးလေဗျာတန်ဃာတော်မရနိုင်တော့ဘူးလေဗျာမထင်ကြီးပါလားသာရာအစီမဝိမာဖေရှင်သာမနာဘူးလုံးကျွေးခြင်းပဲမဲ့လို့အိုးဖူတော့ရေဒီမယုံရဲ့ရေဒီမအယုံရဲ့ရေနေကလူလင်းကြီးဂရိမတီးဘူးတစ္ဆာမတီးဘူးရဲ့ဘုရားတမှုမထားလူကြီးဖယားနာမည်ကြီးအမှုတော်ဝါဆိုရင်မူတော်ဝါရဦးကြီးကိုငါကြည့်ဒီပါကွယ်ငါကြည့်ဒီပါဟဲ့လူတရားကိုတော့တဲတဲမဲမဲကျွန်တော်ရှာတယ်လူတရားကိုတော့တဲတဲမဲမဲကျွန်တော်ရှာပါတယ်လူတရားကိုတော့တဲတဲမဲမဲရှာတယ်လူရဝဝဲသွဲတာလေယာထောင်းလို့ရဲ့အလွဲကြမှာမကောင်းနမို့ရာမခအပူဖေးအကြမဟာတုံးမဖြစ်ကာနာအလူဝဲမဲဒါလာလူနေပါအောင်ကွယ်ငါမေးတမ်းရသည်ဘူးအိုးချင်းနေကန်တော့အင်းဒီမှာတော့ကိုခါကားလို့ရဟန်းတစ်ပါးကိုသွန်းလူတော့နှိုးတော်ခဲ့ဒီမှာမှန်ပေသလိုမှန်ပါဒီတေတော်မြို့နှိုးတော်ခဲ့ပြီပါလေခင်ဗျအိုးချင်းနေကန်တော့ပြည့်ရမူကတာဝန်လေးတွေတော့ဒီ2000တော်ရဟန်းလို့ဆွမ်းကိစ္စပေးနိုင်ပါလေနဲ့ဒီမှာတော့အတွက်ရဟန်းတစ်ပါးကိုအဖေကြောင့်ပြပေးနိုင်တော့အချင်းမဟာတို့ခင်ဗျာငါ့ကိုမပြည့်စည်ပါလေငါဒီတင်အကြောင်းကြောင့်ကြီးစွာစိတ်ပင်မနှင်းလို့ရောက်ပြရပြီညီတူကမှရဟန်းတစ်ပါးတည်းဖဲ့ပေးကြလိမ့်မဟုတ်တခုတော့ရှိတယ်တိတ်ကံသွားလိုက်ရင်တော့ရနိုင်ပြီလေပေါ့ဘာလို့များလဲခင်ဗျာပြောပါခင်ဗျဟိုးခန္ဓာကုတိတိုက်တော်မှာကတ္တပဘုရားရှင်ဘယ်လုံးတော်ပြီလေရသော်ဘုရားတို့မြည်ဒီဆင်းရဲသူကတနာချင်းတော်ချင်းကိုပြုတော်မူ၏ဒီဒီကြောင့်တော်ဘုရားမြတ်စွာဘုရားရှင်ဟာဒီဒီရောဒီဆင်းရဲသူမဖေဟာခရီးတော်အားချီးမြှောက်ခြင်းကိုပြုတော်မူပါဗျာလို့ရှင်းခိုးတောင်းပန်ကြည့်တော့တည့်ရဲ့ကံကုသိုလ်ပါလင်းတော့လာငါတစ်ပါးမုတ်ချရပြီလေကတည့်ရဲ့
ဘဂဝါအတွက်တော့ဘဂဝါဖေးရတတ်နိုင်ပြီအများပြည့်တော့ဟဲ့ကောင်းလာပါပြီခဗျာတိုင်ရမှတ်လားဟဲ့ဘယ်လိုဖြစ်လာတာလဲတော့ဘယ်ရဲ့နဲ့မင်းပဲလို့လဲမောင်ပါဆေးတာမောင်ပါတို့ပါဗျာမောင်ပါတို့ပါဗျာဒီအချိန်ကိုဘာလာလို့ကလေးဒါဆွမ်းစားတဲ့အချိန်မဟုတ်ဘူးလေဆွမ်းကြံကွမ်းကြံစားမလို့လာတာမဟုတ်လားဆွမ်းစားခြင်းဘုရားလည်းသိပါတယ်ဘိုးဘိုးရဲ့ဆွမ်းကြံစားဖို့လာခြင်းမဟုတ်ပါဘူးခင်ဗျဒါပြင်ဘာကြောင့်ရှိလို့ကြည့်နောက်မကြည့်ဝင်လာရတာလေဘယင်မင်းမြတ်နဲ့အိမ်ရှိမင်းရှိနေတယ်လေပြင်ရကခသားမှာပေါ့မှန်လားပါကျွန်တော်မျိုးဖယားရှင်ผู้ရှင်ကိုလာခဲ့တာပါဘိုးဘိုးရဲ့လာခဲ့တာပါခင်ဗျအေးဒါပြင်နဲ့ညံ့ညံ့ဖူးညံ့ညံ့ပြန်ွယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျဘုံတော်အလုံးတရားကြီးမြတ်တော်မူသောမြတ်စွာဘုရားတပည့်တော်အောင်နှိမ့်ကြဆင်းရဲတဲ့မရှိပါဖေဟာတပည့်တော်ဤကိုယ်ဝဲရာအားထားရာဖြစ်တော်မူပါဖေဟာတပည့်တော်အားတဏှာတစ်ဖြင့်ချီးမြှောက်ခြင်းကိုပြုတော်မူပါဖေဟာမင်းကြီးများဟောမခန္ဓာကိုယ်ဒီတိုက်စကားကြီးတွေ့ပါပြီဗျာဟောတပိတ်တော်ကိုလည်းမြင်ရပြီတို့ကြောက်ကိုပေးတော်မယ်ထင်တယ်ဗျပေးတော်မယ်ထင်တယ်ဗျဟဲ့မောင်ပါတို့ခင်ဗျဘုရားရှင်ကမင်းကိုတပိတ်တော်ပေးမလို့လာဟဲ့ယူလိုက်ခင်ဗျဟုတ်ကဲ့ခင်ဗျဟောဗျဟာတို့တော်ပါပြီသူရတာမခေါ်ရတယ်ဗျာတပိတ်တော်များမဟာတို့ကိုပေးလိုက်လားမသိပါဘူးကြည်စမ်းဒီတစ်ဆိုင်လေးကြည်စမ်းပါဗျာဟဲ့တကယ်တော့မဟာလူပြောတော့ဒီလားဟဲ့မဟာတို့ဆင်းရဲတော်နဲ့တပိတ်ကုန်လောင်းမြမလေးရောအတပြားတစ်ထောင်ပေးလိုက်မယ်အေးတော့ပြန်မေရောခွေမမအတရာတစ်ထောင်လဲကျွန်တော်အလိုမရှိပါဘူးကိုရဲ့အလိုမရှိပါဘူးခင်ဗျဟဲ့ဒါဖြင့်ငါက2000ပဲမယ်ကွာအဲ့ဒီကလေးကပေးနေ2000ကိုလေမယူလို့ပါဘူးကိုရဲ့မယူလို့ပါဘူးခင်ဗျဟောမှာချူးကြည့်ပါကွာဟဲ့မမတို့ငါကအင်ရှင်မေမယ်နွားကြီးဆရာပိုက်သားပေးမယ်ငါကူပြီနော်မမဆေရွာလည်းမစားလို့ပါဖေယားဆေရွာလည်းမစားလို့ပါဖေယားစွန့်တက်တာတွေးလို့ပါတဖြင့်တပိတ်တော်မပေးရသေးနဲ့ဖေယားမပေးရသေးနဲ့ဖေယားတို့ဟာဟဲ့မောင်မတို့ငါဟာဘာယာတတိပြုရှင်မရင်မင်းပြဖြစ်တယ်မောင်မင်းဘယ်မြို့ဘယ်ရွာအပိုင်စားလို့လေဘိုဒီမဟုတ်ပရာတော်တိုက်ခွင့်လို့ပေးပြီတင်လိုကြရယူပါတော့တပိတ်တော်ငါကိုပေးဟဲ့မမဘယင်းမင်းမြဖေဟာအာနသကိစ္စဆိုလေဖယားကျွန်တော်မျိုးမပင်ဆောင်ဝင်ပါဖေဟာယခုကဓမ္မစက်ကိစ္စမှုတပိတ်တော်ကိုမပေးရသေးနဲ့ဖေဟာမပေးရသေးနဲ့ဖေဟာခက်တော့မလာပါပထနာပြုကြရဝအပေါ်ပါကရုဏာတော်လျော်စွာဖြံလုံးမြေတာစွမ်းဖြင့်ရင်းနှတော်မူသောသုံးလောကထွတ်တင်မြတ်ဘုန်းရှင်ဖေဟာသောတကားသမုတ်မဟာထုတ်ဒီဘောတတိတော်ကတိလျှောက်နာနကပြုတ်ပြီးဖြစ်ပါ၍ကြွမြဲတော်မူပါဖယား
ဟာပြစ္ဆုတ်တံဘဝမဟာဖလားပေါ်လာအေးသူဖလားသူတို့ကမဝရိယပြည့်မလားအဘမတော်မမီတော်ဝါယမဇာနာတော်ဘောဘောကဝါအမှန်ကိုလမ်းပြရင်ဆုံးမမြတ်ကူကြီးလားတောင်းပါမီတောင်းလာပြီလို့မဆုံးမနစ်တဲ့မနောသစ္စာဥစ္စာကိုစီရင်တော့လေအတွင်းစီဒနာမစီရဲ့ပဲမြက်စီဒနာအဓိကထားလို့စွတ်တတမယသံဃာရာနာမဟာရုံကြီးရဲ့စွတ်တနဲ့တွဲမပြမယွင်းနာဆောင်းကွန်တက်ကူတော့ငါအကျိုးဆောင်ပြီးနေပြီမဟာဒုတ်သရာပြီးမကြာမီတောင်းကြပါလိမ့်ကြောင်းကြွားကနတ်ခံမယွန်းပါဘူးတတ်တံပင်းကဘဝအထက်စီတို့တဖန်ထိုက်ပါရောက်တိုင်းအထက်တက်ကြီးတို့ပြန်လိုက်အောင်လေThank you.